မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ15ရက်နေ့အင်္ဂါနေ့မေယူချန်နယ်မြန်မာဘာသာပြန်အစီအစဉ်မှကျမလှလှဝင်းပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာနေရပြန်ရေးအမြင့်ဆုံးဖြစ်မြောက်ရေးသည် Technaf နဲ့ Coxbazar တွင်နေထိုင်သူများအတွက်အရေးကြီးကိစ္စတစ်ခုဖြစ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်UNDP နဲ့ UN Women Joe ပူးတွဲအစည်းအဝေးခန်းစားအရာဥကိယနဲ့ Technaf တို့တွင်တစ်တော်ဟတ်တာ9000ခန့်သည်2019ခုနှစ်မှာစတင်၍ဆုံးရှုံးခဲ့ရပါတယ်။ဤဖြတ်စည်းမှုသည်မြေစီလွှာတိုက်စားမှုညီပြူမှုအနေအများတိုးမြင့်လာကောင်တော်ရိုက်တိရစ္ဆာန်များကလည်း၎င်းတို့၏တဘာဝရက်တီမှုများကိုတော်တောက်များမှတွန်းဆုပ်ပေးခဲ့ရပါတယ်။ Technaf နဲ့ Coxbazar တို့တွင်နေထိုင်တဲ့ဒေသခံဘင်္ဂါလီတွေကရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကာလရှည်ကြာနေထိုင်နေခြင်းကြောင့်ဖိအားများတိုးလာနေကြောင်းတောင်ဝင်ရှိသူများသူသေးတီများနှင့်ရက်ရွာကောင်းဆောင်များထံမှသိရပါတယ်။2019ခုနှစ်ရိုဟင်ဂျာများဝင်ရောက်လာချိန်မှစ၍အိရှင်အတိုင်းအဝိုင်းများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများစီးပွားရေးအရာတော်၎င်းပတ်ဝန်းကျင်နှင့်လူမှုရေးအရာတော်၎င်းထိခိုက်မှုများအမျိုးမျိုးရှိနေကြောင်းထုတ်ပြောဆိုလာပါတယ်။တစ်တော်များပြက်စီဆုံးရှုံးသွားတဲ့ကဲ့သို့ရေအရေးမြစ်လဲရှားပါလာပါတယ်။အမိုးအကာများဆောက်လုပ်ရန်နှင့်ဒုက္ခသည်များအတွက်ချင်းပေးရန်အတွက်တစ်တော်မြေဧကထောက်ပေါင်းများစွာကိုရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ UNDP နဲ့ UN Women Joe ပူးတွဲအစည်းအဝေးခန်းစားအရာဥကိယနဲ့ Technaf တို့တွင်တစ်တော်ဖြစ်စီမှုဟက်တာဧက9000ခန့်သည်2019ခုနှစ်မှစတင်၍ဆုံးရှုံးခဲ့ပါတယ်။ဤဖြတ်စည်းမှုသည်မြေစီလွှာတိုက်စားမှုမြေပြိုမှုအနေအများတိုးမြင့်လာကတော်ရိုက်တိရစ္ဆာန်များကလည်း၎င်းတို့၏တဘာဝရက်တီချက်တွေကိုတောတောင်များမှတွန်းဆုပ်ပေးခဲ့ရပါတယ်။ရေရှားပါမှုသည်နောက်ထပ်စိုးရိမ်စရာတစ်ခုဖြစ်လာပါတယ်။ဘင်္ဂလားဒေ့ရှ်ရေအရေးမြေဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့၏လေ့လာမှုတစ်ခုအရဒုက္ခသည်စခန်းများတွင်တောက်တုံး၏အလွန်ကျွံသုံးဆွဲမှုသည်ဆက်ရွေသွေးများကိုမိခိုနေရတဲ့ဒေသခန့်များနှင့်ဒုက္ခသည်များတို့သည်မြေအောက်ရေအမှတ်အောက်သို့ကျဆင်းလာသည့်ရေရှားပါမှုပြဿနာကိုတိတိတတ်တာခံစားနေရကြောင်းတွေ့ရှိခဲ့ပါတယ်။အလောက်များဆုံးရှုံးပြီးလောက်စာဖြတ်တောက်မှုခံရဒုက္ခသည်များရောက်ရှိနေခြင်းကအစဒေသခန့်တွေရဲ့စီးပွားရေးကိုအနှောက်အယှက်ဖြစ်စေပါတယ်။ရိုဟင်ဂျာအများပြသည်စေပေါ်ရဲ့အလုတ်သမားများအဖြစ်လောက်ကင်နေကြပြီးရုံးလုံးမဟုတ်သည့်ကဏ္ဍများတွင်လောက်အားခများကျဆင်းစေခဲ့ပါတယ်။ policy ရေးရာသူတေသနာဌာန၏လေ့လာမှုတစ်ခုအရ Technaf တွင်နေစားလောက်အားခသည်ဒုက္ခသည်စခန်းများစတင်တည်ထောင်ကြတဲ့က14%ကျော်ကျဆင်းသွားခဲ့ပါတယ်။ရှင်းပြိုင်ဖို့ရုန်းကန်နေရတယ်လို့ဒေသခံအလုတ်သမားတွေကပြောပါတယ်။ကုန်ပစ္စည်းများ၏ဈေးကွက်များမှာလည်းဖိအားများအောက်ကိုရောက်ရှိနေကြရပါတယ်။ဒေသခံတွေရဲ့လှုပ်အားကကျဆင်းလာချိန်မှာနေ့စဉ်လိုအပ်တဲ့အသောအဆောင်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။ရာဇဝတ်မှုမြင့်တက်လာမကြာသေးမီနှစ်များအတွင်းဒေသတွင်မူရစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတိုးမြင့်လာပါတယ်။အထူးသဖြင့်ရာဘခေါ်စိတ်ယူဆေးပြမှောက်ခိုတင်သွင်းမှုနဲ့လူကုန်ကူးမှုတိုးမြင့်လာပြီးကိုတွေ့ရပါတယ်။ရာဇဝတ်မှုကွန်ရက်များသည့်အခြေအနေများကိုအခွင့်ကောင်းယူပြီးတရားမဝင်လှုပ်ရှားမှုများဆောင်ရွက်ရန်ထိလွယ်ရှလွယ်ဒုက္ခသည်များကိုမကြာခဏအသုံးပြုနေကြောင်းတရားဥပဒေစိုးမိုးရေး agency များ၏အစီရင်ခံစာအရသိရပါတယ်။ Technaf ရဲတပ်ဖွဲ့သည်ဒုက္ခသည်စခန်းများအနည်းရှိနယ်စပ်ဒေသများနှင့်ဆက်ဆက်နေသည့်မူရစ်ဆေးဝါးလမ်းကြောင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ကျန်းမာရေးနှင့်ပညာရေးတို့တင့်ပြည့်နေသည်Coxbazar ရှိစေယုံများနှင့်စေကံများသည်တင်ပြနေသည်ဒုက္ခသည်များအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ဆောင်မှုများကိုဦးစားပေးတဲ့စေဘက်ဆိုင်ရာအဆောက်အအုံအများအပြားသည်ဒုက္ခသည်များကိုဦးစားပေးနေတာကြောင့်ဒေသတွင်နေထိုင်သူများသည်ကုသမှုအတွက်အချိန်ကြာကြာစောင့်ဆိုင်ရလေရှိပါတယ်။စာသင်ကျောင်းများသည်လည်းကြိတ်ကြိတ်တိုးဖြစ်လာပြီးဒေသခံကလေးငယ်များမှန်ကန်တဲ့ပညာရေးရရှိရန်ခက်ခဲစေပါတယ်။ကျွန်ုပ်တို့မခံနိုင်တဲ့ဝင်းချုပ်ဝင်းပိုးကိုထဲနေရသည်။ Technaf နှင့်ဥကိယရှိဒေသခံများကနေရပြန်ပို့ရေးလုပ်ငန်းစဉ်ကိုအရှိန်မြင့်ဆောင်ရွက်ရန်အစိုးရနှင့်နိုင်ငံတကာ agency များကိုအကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုထားခဲ့တဲ့တော်တော်များများကသူတို့ရဲ့စိတ်ရှည်တီးခတ်နိုင်မှုစွမ်းရည်မရှိတော့ဘူးလို့ဆိုကြပါတယ်။
သူတို့ကလူသားချင်းစာနာမှုစီးပေါင်ကျော်ပြီးကြိုးဆိုခဲ့ကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ရဲ့ရှင်သန်မှုဟာအရေးကြီးပါတယ်ဟုဥကီယာတွင်နေထိုင်သူအဗ်ဒူလ်ဂဖာကပြောကြားခဲ့ပါတယ်နေရက်ပြန်ပို့ခြင်းသည်တခုတည်းသောဖြည့်ရှင်းချက်ဖြစ်ကြောင်းအစိုးရကထပ်မံအတည်ပြုနိုင်ငံခြားရေးအတွင်းဝင် MD ဂျက်ရှင်ဦးတင်သည်မကြာသေးမီကထွက်ခွာသွားတဲ့ UNHCR ကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင်အဆိုပါပြဿနာကိုဖြေရှင်းဖို့နေရပြန်ပို့ရေးသည့်တခုတည်းသောအဖြစ်ဖြစ်ကြောင်းအတည်ပြုပြောဆိုခဲ့ပါသည်။ရိုဟင်ဂျာများနှစ်ရှည်လများနေထိုင်ခြင်းသည်နှစ်ဖက်စလုံးအတွက်ရရှိတည်တတ်မည်မဟုတ်ကြောင်းနှင့်၎င်းတို့အားပြန်လည်ခေါ်ယူရန်မြန်မာနိုင်ငံအပေါ်နိုင်ငံတကာဖိအားများလိုအပ်ကြောင်း၎င်းကအလေးပေးပြောကြားခဲ့ကြောင်းသိရပါသည်။ရှေ့ခရီးဘလို့ဖြစ်လာမလဲအချိန်ချင်းစူးစမ်းခဲ့တော့လဲအောင်မြင်ခြင်းမရှိခဲ့တဲ့ဘင်္ဂလားဒေ့ရှ်သည်ငြိမ်းချမ်းပြီးဆန္ဒအလျောက်နေရပြန်ရေးလုပ်ငန်းစဉ်ကိုဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်သို့တော်လည်းမြန်မာနိုင်ငံ၏ရခိုင်ပြည်နယ်တွင်မတိမငြိမ်အခြေအနေသည်အကြီးမားဆုံးအသာအဆီအဖြစ်ရှိနေသေးပါတယ်တချိန်ထဲတွင် Technaf နှင့် Cospaza မှလူများသည်၎င်းတို့ဖန်တီးခြင်းမရှိခဲ့ဘဲအကျက်အသေး၏ဝင်ကိုဆက်လက်ထမ်းရွက်နေကြပါသည်။တစ်နှစ်ပြီးတစ်နှစ်ပုံမလေးလံလာတဲ့ဝင်ချုပ်ဝင်ပိုးတစ်ခုကိုရှေ့ဆက်ဘလို့ဖြစ်လာလိမ့်မည်ဆိုတော့မရေရမသေးကြတဲ့အခြေအနေတွေပဲဖြစ်ကြောင်းသိရပါသည်။